ဒါကျွန်တော်ပြင်လာနေပြီးတော့ကျွန်တော်ရဲ့ခီးကိုဆက်လက်ထောက်လာဖြစ်ပါတယ်မနက်9နာရီခွဲကနေနေပါပြီ9နာရီအစိတ်ပေါ့ဒါကတော့ကျွန်တော်တို့နေပြီးတော့တက်ကုန်းလမ်းမဖြစ်ပါတယ်မနက်စောစောစီးစီးနင်းလာတဲ့အရသာလေးရတော့ပန်းရင်းနဲ့လေးတွေရရနော်မွေးတော့လမ်းဆန်းနေပါတယ်လို့မင်္ဂလာနဲ့ခင်းလေးပါโอเคပါโอเคသက်ဆေးလေးညားပါတယ်ဗျာတက်ကောဘိုက်ကာကိုကိုနိုင်လေးဦးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတွေ့ပါတယ်တက်ကောတည်ငွေလေးပေါ့ကျွန်တော်တို့ပင်လောင်းလက်ခွဲရပါပြီဟုတ်ကဲ့အဲ့ဒါလည်းပြောတာပါနော်ကျွန်တော်တက်ကုန်းမြို့ထဲဝင်လာပါပြီတက်ကုန်းကလေတံကုန်းဆိုင်တက်ကုန်းဘိုက်ကလိုက်ပို့တာပါဒီဆိုင်စားကောင်းတယ်နောက်တော့7ချစ်သူများဒီရောက်ခဲ့လဲဒီထဲမှာဝင်စားပါလို့ကိုကြီးငါ6တွေမစားဘူးလားဘာလဲငါ6သားမှာဘာလဲငါ6တွေစားရပါ6ဝါမကြောက်ဘူးဩအဲ့တော့ကိုကြီးကျွန်တော်ပဲစားလိုက်တာမနော်စားမဟုတ်ကျွန်တော်ပြီးပါသူကတားပြီးတော့အဲ့ဒါလက်ဖိတ်တော့ဒါကတော့ငပဲသိမရောက်ခင်ညောင်လေးပင်ပါကဲကျွန်တော်တို့ဒါတော့ရမဲသိရောက်ရှိပါပြီကျောင်းကြီးကိုတော့ရောက်ဘူးရမဲသိကိုရောက်ရှိပါပြီကျောင်း2026ရဲ့တက်တော့ဆယ်လီတွေပေါ့ဗျာတက်တော့ဆယ်လီတွေပေါ့ဂိုလမ်းမှာကျွန်တော်အကယ်ဦးငါးမင်းစင်နဲ့တွေ့ပါတယ်ဗျကဲကျော်မကြခင်ရတော့ပါမယ်ချက်ထိုးကနေနေအောင်ပါဗျာဟိုးโอเคဓာတ်တွေရောင်းတဲ့တန်းပါပျော်ဝဲဝင်ဓာတ်ရောင်းတဲ့ဓာတ်တန်းပါ
အားလုံးပဲမင်္ဂလာပါတော့ပါဦးမင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်တော့အခုပြောပွဲရောက်ပါပြီ 3ယောက်စစ်တဲ့နော် အလေ အဘွား လာထား ကျွန်တော်ကထူးစားဗျာလေတစ်ချက်မှုရတာခံလိုက်ရတာအကောင်လုံးတော်လုံးပလက်တွေဖြစ်ကုန်တယ်ဗျာဟာလေပွေးလာတဲ့တစ်ချက်ဗျာရမ်းပဲဗျာဖြစ်ပြရကြရမ်းကြောက်ဖို့ကောင်းတယ်လေမှုလိုက်တဲ့တစ်ချက်ကြကြော်ပွဲထွက်ပါပဲကြော်ပွဲထွက်ညတော့ကောင်းနေရဘူးလားရှယ်ပဲငါအောင်လည်းငါတက်ကလာလို့မရဘူး ဒါကတော့ကျွန်တော်တို့မိထီလာဝင်းကိုရန်လေးဖြစ်ပါတယ်ဗျာတဲ့တော့အောင်ဒါကတော့မိထီလာမြို့ရပါဒါကတော့မိထီလာကန်ကြီးပါဆရာကိုကတော့ကျွန်တော်တို့လာကြိုပြီးတော့လိုက်ပို့ပေးတဲ့မိထီလာမြို့ကဒါကဒူပါကြောက်ပြောင်းလမ်းပေါ်ကပြရတဲ့လာပြီပါဗျာရတယ်ကျွန်တော်ဒီမှာဟိုဆယ်ရိုးနဲ့ရောက်နေပြီကျွန်တော်တို့ ဟောမိထီလာရောက်ပါပြီ